Godzilla ကမ္ဘာကျော် King of Pop Michael Jackson ဟာမွေးကလေးကအောင်မြင်မှုတွေချမှကြီးပြင်းလာခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့ဘဝအစဟာအလွန်ရိုးရှင်းပြီးခက်ခဲတဲ့နေရာကနေစတင်ခဲ့တာပါ။ Michael Joseph Jackson ကို1958ခုနှစ်ဩဂတ်လ29ရက်နေ့မှာအမေရိကန်နိုင်ငံအင်ဒီယားနားပြည်နယ် Gary မြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာအလုသမားမိသားစုကနေမွေးဖွားလာတဲ့ကလေး10ယောက်ထဲက10ယောက်မြောက်သားဖြစ်ပါတယ်။သူ့ရဲ့ငယ်ဘဝဟာ2300 Jackson Street ဆိုတဲ့အိမ်လေးတစ်လုံးထဲမှာဖြတ်သန်းခဲ့ရပါတယ်။ဒီအိမ်လေးဟာအလွန်သေးငယ်ပြီးစတူယန်းပေ682ပေသာရှိခဲ့ပါတယ်။ လူ17ယောက်ရှိတဲ့ Jackson မိသားစုဟာဒီအိမ်လေးထဲမှာပဲအတူတူနေထိုင်ခဲ့ရပါတယ်။မိဘတွေကအိတ်ခမ်းတစ်ခမ်းကိုအသုံးပြုကြပြီးသားလေးတွေကတော့အခြားအိတ်ခမ်းတွေက3ထပ်ကရင်ပေါ်မှာစုပေါင်းအိတ်ခဲ့ရပါတယ်။သမီးလေးတွေကတော့အိတ်ခမ်းတွေကဆိုဖာပေါ်မှာအိတ်ခဲ့ရပါတယ်။ဒါပေမဲ့ဒီအိမ်လေးဟာစင်းရဲတဲ့နေရာတစ်ခုသာမဟုတ်ပါဘူး။ Michael Jackson ရဲ့အိမ်မက်တွေစတင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ Michael နဲ့သူ့ရဲ့အကိုတွေဟာအဲ့ဒီအိမ်လေးထဲမှာပဲသချင်းဆိုတာအကာလီကျင့်တာတွေမိတိုင်းဒီပါပြုတ်လုပ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာသူမှမသိခဲ့ပေမဲ့အဲ့ဒီအိမ်လေးကနေကဘာကြီးကိုလွှမ်းမိုးမဲ့အမှုပညာရှင်တယောက်ပေါ်ထွက်လာခဲ့ပါတယ်။ Michael ရဲ့ဖခင် Joe Jackson ဟာ Gary မြို့ကတမ်မဏိစက်ရုံမှာအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။သူ့မိသားစုဟာချမ်းသာတဲ့ဘဝမရှိခဲ့ပေမဲ့သားသမီးတွေရဲ့အရေးချင်းကိုအားပေးခဲ့ပါတယ်။1969ခုနှစ်မှာတော့ Jackson မိသားစုဟာ Motown Records နဲ့အခွင့်အရေးရပြီး Los Angeles မြို့ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။အဲဒီနောက် Michael ရဲ့အမှုပညာလမ်းကြောင်းဟာတဖြည်းဖြည်းကမ္ဘာကျော်အောင်မြင်မှုစီကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူဘလောက်ပဲနာမည်ကြီးလာပါစေ Michael Jackson ဟာသူ့ရဲ့အစပြုရာနေရာကိုမမိခဲ့ပါဘူး။2003ခုနှစ်မှာသူဟာငယ်ဘဝဖြတ်တန်းခဲ့တဲ့ Gary မြို့ကိုပြန်လည်သွားရောက်ခဲ့ပြီးမြို့ရဲ့ဂုဏ်ပြုတော်ကိုလက်ခံရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့တကူတော်အဆိုတော်အဖြစ်အောင်မြင်လာခဲ့ပြီး Thriller လို့ကမ္ဘာကျော် album တွေ Billie Jean, Beat It, Smooth Criminal စတဲ့သချင်းတွေနဲ့ဂီတသမိုင်းမှာမမိနိုင်တဲ့အမှုပညာရှင်တယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ထူးခြားတဲ့အကပုံစံအထူးသဖြင့် Moonwalk အကဟာကမ္ဘာတစ်ဝန်းမှာလူကြိုက်များခဲ့ပြီးသူ့ကို King of Pop လို့ခေါ်လာခဲ့ကြပါတယ်။ဒါပေမဲ့ Michael ရဲ့အောင်မြင်မှုနောက်ွယ်မှာနာကျင်မှုတွေလည်းရှိလာခဲ့ပါတယ်။1984ခုနှစ် Pepsi ကြော်ညာရိုက်ကူးနေစဉ်မီးလောင်တန်းရရှိခဲ့ပြီးနောက်ပိုင်းမှာဖျော်ဖြေမှုတွေကြောင့်ခန္ဓာကိုယ်နာကျင်မှုတွေကိုခံစားခဲ့ရပါတယ်။အဲ့ဒီနာကျင်မှုတွေကြောင့်အိမ်မပြောတဲ့ဖြတ်သနာတွေပါဖြစ်လာခဲ့ပြီးအိတ်ဆက်နိုင်ဖို့ဆေးဝါးတွေကိုအားကိုးလာခဲ့ပါတယ်။2009ခုနှစ်မှာတော့ This Is It ဆိုတဲ့ပြန်လည်ဖျော်ဖြေပွဲအတွက်ပြင်ဆင်နေစဉ်ဇွန်လ25ရက်နေ့မှာအသက်50အရွယ်နဲ့ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။တရားဝင်ဆေးမှတ်တမ်းတွေအရ Propofol နဲ့အခြားဆေးဝါးများအသုံးပြုမှုကြောင့်ဖြစ်ပေါ်လာတဲ့နှလုံးရပ်တန့်မှုကြောင့်တည်ဆုံးခဲ့တာဖြစ်ပါတယ်။ဒီကိုပိုင်ဆရာဝန်ဒေါက်တာ Conrad Murray နဲ့ပတ်သက်ပြီးလဲဆေးဘက်ဆိုင်ရာအမှားယွင်းတွေရှိခဲ့တယ်ဆိုပြီးတရားစွဲဆိုမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ Michael Jackson ဟာဘဝမှာအောင်မြင်မှုအမြင့်ဆုံးကိုရောက်ခဲ့ပေမဲ့နောက်ွယ်မှာနာကျင်မှုတွေနဲ့ရုန်းကန်ခဲ့ရသူတစ်ယောက်ပါ။ဒါပေမဲ့သူ့ရဲ့ဂီတအကနဲ့အမှုပညာအမွေနှစ်တွေကတော့ယနေ့အချိန်ထိကမ္ဘာတစ်ဝန်းမှာဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။အောင်မြင်သူတွေရဲ့နောက်ွယ်မှာကံကောင်းခြင်းထက်ပိုများတာကကြိုးစားမှုပါ။ Michael Jackson လိုပဲကိုယ့်အိမ်မက်ကိုမစွန့်လွတ်ပဲဆက်လျှောက်နိုင်မယ်ဆိုရင်တနည်းနည်းမှာကိုလိုချင်တဲ့နေရာကိုရောက်ရှိလာမှာသိကြပါတယ်။အိမ်မက်ကိုမရပါကြိုးစားဖို့မပြင်းပါနဲ့တနည်းမှာအောင်မြင်လာမယ်ဆိုတာယုံကြည်ပါ။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်